တော့တနေကန်ရှောက်သွားနေပြီအခုမှမင်းသမီးကိုလာပြီးတော့ဂယူးဆိုင်ပြနေနဲ့လေအဲ့ဒါလောကိစ္စသွားနေရလေမေရဲ့မင်းတို့ဘာမှမသိတဲ့လူကဘာကိစ္စလာဝင်ပြောနေရလဲမင်းဘာပြောလိုက်တယ်မင်းတော်မရိုက်နိုင်လားဟမ်မိမပြန်လူတက်ကြီးလို့သူများလင်မယားကြတဲ့ဝင်ရှုပ်နေတယ်ငါသားသူ့မိမကိုဆုံးမပါစီကွာဘာကိုဆုံးမတာလဲဟမ်ကိုသားသမီးကသူများသားသမီးကိုကိုထိလျောက်စော်ကားနေအဲ့ဒါဆုံးမတာလားအဲ့ဒါကျမတို့သားမရဲနဲ့ကျမတို့ဆုံးမမှာပေါ့မိမဘာဖြစ်နေရလဲငါလို့ရင်နာတော့မယ်နော်ရှင်လောက်လိုက်စမ်းပါဒီမှာကျမချွေးမတော့ကျမဘဝလိုအယောင်မျိုးဘယ်တော့မှမခံဘူးဟာကွာငါဒီမှာကျမတို့မိန်းမတွေဟာတန်မှန်လူသားတွေပါပစ္စည်းပြောက်လဲကျမတို့အိမ်မှာအချက်ပြုတ်တန့်ရှင်းလောက်တာအစခလေးထိန်အစုံကျမတို့မိန်းမတွေပဲတာဝန်ယူထားရအောင်ကျမတို့မိန်းမသားတွေကတကိုးရှင်နေမဟုတ်ဘူးရှင်တို့အတွက်ဘဝတစ်ခုလုံးရှိနေပဲကျမတို့မိန်းမတွေကိုကြတော့ဘာဖြစ်လို့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခွန်းပြောဖို့ဘာဖြစ်လို့ခက်ခဲနေရလဲဟမ်ဒီမှာရှင်တို့အိမ်ဦးနဲ့လိုမျိုးတန်ဖိုးထားစီခြင်းကျမတို့မိန်းမသားတွေလည်းပြန်ပြီးတန်ဖိုးထားစီခြင်းတယ်စိတ်လို့မကြနိုင်ကိုထိလက်ရောက်မလုပ်ပါနဲ့ဝစ်ကြွေးကြောင်ပဲဖြစ်ဖြစ်ရေဆက်ကြောင်ပဲဖြစ်ဖြစ်ကျမကတော့ဒီလောက်နဲ့ပဲကုံဆုံးခြင်းပြီကျမတို့ကြွားရှင်းကြရအောင်ဟာမိမဒီတက်ဒီရွယ်တွေမှာဘာယူစကားတွေပေါ့မေအဲ့နေရတော့အမေစိတ်ဆိုးနေလို့ပြောခဲ့ရလို့ထင်လိုက်မိပေမဲ့တကယ်တမ်းကျတော့အမေဟာစိတ်ပြတ်သားစွာဖြင့်ကျွန်တော်တို့အိမ်ကိုကြောခိုင်းဆုတ်ခွာသွားခဲ့ပါတယ်အမေကိုကျွန်တော်အမျိုးမျိုးဖြောင်းပြပေမဲ့သူကြံရှိနေတဲ့သူ့ဘဝလေးကိုသူ့အတွက်မှဖြစ်တဲ့ကျွန်တော်ရဲ့သူ့ပဲရှင်းတမှုကြိုးစားတော့မယ်တဲ့ကျွန်တော်တို့အိမ်ဟာအမေထွက်ခွာသွားပြီးရဲ့အချင်းအားစားလို့တိတိတာတာတိတ်ဆိတ်ချောက်ကပ်သွားခဲ့ပါတယ်အမေရှိနေတော့ကအရန်တောက်ပခဲ့တဲ့အဖေကလည်းအခုတော့အထီးကျန်မှုတွေများစွာဖြင့်လောင်းမဲ့လူမရှိတော့တဲ့ပန်းများလို့ငြိမ်သက်ညှို့နှံသွားခဲ့ပါတယ်လူတယောက်ရဲ့တန်ဖိုးဆိုတာရှိနေတော့မှမတိတာခဲ့ပေမဲ့ပျောက်ကွယ်သွားတော့တဲ့အချိန်မှတန်ဖိုးထားမှန်းသိခဲ့တယ်ဆိုရင်တော့အချိန်နှောင်းသွားခဲ့ပါမယ်တကယ်တော့အိမ်သိမ်းတရားလှပဖို့ဆိုတာအိမ်မှာရှိနေတဲ့မိသားစုဝင်တိုင်းမှာတာဝန်ရှိနေခဲ့ပါတယ်